ခမားတို့မေးချင်ပါတယ်။ဘာကြောင့်ကမ္ဘာလူဦးရေရဲ့1%လောက်ပဲရှိတဲ့ဂျူးလူမျိုးတွေကနိုဘယ်ဆုရှင်တွေကမ္ဘာဘဏ္ဍာရေးခေါင်းဆောင်တွေစီးပွားရေးအင်အားကြီးသူတွေဖြစ်လာနိုင်တာလဲ။ဘာကြောင့် Wall Street မှာဘာကြောင့် Silicon Valley မှာဘာကြောင့်အကြီးစားဘဏ္ဍာရေးနယ်ပယ်တွေမှာသူတို့ရဲ့နာမည်တွေကိုအများကြီးတွေ့ရတာလဲ။အကြောင်းရင်းကသူတို့ရဲ့ငွေအုံမြင့်ပုံသူတို့ရဲ့ပညာရေးစနစ်သူတို့ရဲ့မိဘကနေတစ်ဆင့်သားသမီးစီကိုလွှဲပြောင်းပေးတဲ့စိတ်ပညာတွေကြောင့်ပါဒီနေ့ဒီဗီဒီယိုလေးမှာဂျူးလူမျိုးမိဘတွေကသားသမီးတွေကိုသင်ကြားပေးတဲ့ငွေနဲ့ပတ်သက်တဲ့စိတ်ပညာ၅ချက်ကိုနက်နက်ရှိုင်းရှိုင်းဖော်ပြပေးသွားပါမယ်နံပါတ်1ငွေဟာမကောင်းတဲ့အရာမဟုတ်ပါဘူးမေးချင်ပါတယ်ကျွန်တော်တို့ကလေးဘဝတုန်းကငွေရှိတဲ့လူတွေကမကောင်းတဲ့သူတွေများတယ်ချမ်းသာတဲ့လူတွေကလောဘကြီးတယ်ဆိုတဲ့စကားတွေကိုကြားဘူးပါသလားလူအများစုရဲ့မိသားစုတွေမှာငွေကိုအပြစ်ရှိတဲ့အရာလို့ပြောတတ်ကြပါတယ်ဒါပေမဲ့ဂျူးမိဘတွေကတော့အဲ့ဒီစကားကိုလုံးဝမသုံးပါဘူးသူတို့ကသားသမီးတွေကိုဒီလိုသင်ပေးပါတယ်ငွေဆိုတာကောင်းမကောင်းမရှိပါဘူးသုံးတဲ့လူရဲ့စိတ်ပညာပေါ်မှာပဲမူတည်ရဲဆိုတာပါတချို့မိသားစုတွေမှာငွေရေးကြီးအကြောင်းမပြောရအောင်အကျွေးဆိုတာလျှို့ဝှက်ချက်ပဲဝင်ငွေဆိုတာမမေးသင့်တဲ့အရာလို့ထင်တတ်ကြတယ်ဒါပေမဲ့ဂျူးယဉ်ကျေးမှုမှာငွေအကြောင်းကိုစကားဝိုင်းနဲ့ထည့်ပြောကြပါတယ်စကားဝိုင်းမှာအဖေတွေကမေးတတ်တယ်ဒီနေ့အယောင်ဘယ်လောက်ရှိလဲဒီလအမြတ်ဘယ်လောက်ရှိလဲသားသမီးတွေကအဲ့ဒီစကားတွေကိုငယ်ကလေးကတဘာဝလိုမျိုးကြားနေရတယ်လူတစ်ယောက်ရဲ့မသိစိတ်ထဲမှာငွေရမကောင်းဘူးလို့တွေးထားရင်သူ့ဘဝမှာငွေဝင်လာရင်တော့မတိမတာဖယ်ရှားလိုက်တတ်ကြပါတယ်ဒါပေမဲ့ငွေရအခွင့်အလမ်းလို့ယုံကြည်ထားတဲ့သူတွေကဝင်ငွေရလာရင်ထိမ့်သိမ့်တတ်ကြတယ်ငွေကိုအင်အားလို့မြင်တယ်ဂျူးမိဘတွေကငွေကိုအင်အားလို့မြင်ကြတယ်ဒါပေမဲ့အာဏာမဟုတ်ပါဘူးအခွင့်အလမ်းအင်အားပါငွေရှိရင်ပညာပိုသင်နိုင်တယ်စီးပွားရေးကိုစတင်နိုင်တယ်လူတွေကိုကူညီနိုင်တယ်အခက်အခဲဖြစ်နေတဲ့အချိန်မှာကိုကာကွယ်နိုင်တယ်ဒါကြောင့်သူတို့ကသူတို့သားသမီးတွေကိုငွေကိုတာဝန်ရှိရှိသုံးတတ်အောင်သင်ပေးကြပါတယ်ငွေကိုလေးစားစေပါတယ်ဂျူးလူမျိုးမိဘတွေကငွေကိုမဆက်ဆုပ်ဘူးမလေးမစားလည်းမလုပ်ဘူးငွေကိုလေးစားကြတယ်အသေးစားငွေလေးတစ်စားနှစ်စားကိုတောင်မှတန်ဖိုးရှိစေပါတယ်သူတို့ရဲ့အမြင်မှာငွေကိုအခြေခံအုံမြင့်လို့မြင်ကြတယ်ဒီအတွင်းနဲ့သားသမီးတွေကိုစိတ်ပိုင်းဆိုင်ရာလက်တွေ့ပိုင်းဆိုင်ရာစီးပွားရေးပိုင်းဆိုင်ရာတွေကိုပြင်ဆင်ပေးကြပါတယ်ဂျူးလူမျိုးမိဘတွေကသားသမီးတွေကိုငွေကိုချစ်ခိုင်းတာမဟုတ်တယ်လို့ငွေကိုမုန်းခိုင်းတာလည်းမဟုတ်ပါဘူးငွေကိုနားလည်ခိုင်းတာမျိုးပါငွေဟာလူစိတ်ကိုဖော်ပြတဲ့အမြောက်လက္ခဏာတစ်ခုပါမင်းကလူကောင်းတစ်ယောက်ဆိုရင်ငွေရှိလာရင်မင်းပုတ်ကောင်းတဲ့လူဖြစ်လာမယ်မင်းမှမကောင်းတဲ့စိတ်ရှိတယ်ဆိုရင်ငွေရှိလာရင်လည်းမင်းကပို့ပြီးတော့မကောင်းတဲ့သူပဲဖြစ်လာမှာပါငွေဟာလူကိုမပြောင်းလဲစေပါဘူးလူကိုမြှောက်တင်ပေးရပါပဲဒါကြောင့်မင်းစိတ်ထဲမှာငွေကိုဘယ်လိုမြင်ထားလဲအပြစ်ရှိတဲ့အရာလားဒါမှမဟုတ်အခွင့်အလမ်းလားမင်းရဲ့စိတ်ပညာရပဲမင်းရဲ့ဘန္တာရေးနာဂတ်ကိုဆုံးဖြတ်ပေးပါလိမ့်မယ်နံပါတ်2ငွေမရှာခင်မှာတန်ဖိုးကိုရင်ဖန်တီးပါလူအများစုဘဝမှာအမြဲမေးတဲ့မေးခွန်းကဘာလဲငွေကိုဘယ်လိုရှာရမလဲဆိုတာပါဒါပေမဲ့ဂျူးလူမျိုးမိဘတွေကသားသမီးတွေကိုမေးတဲ့မေးခွန်းကတော့ကွဲပြားပါတယ်တန်ဖိုးကိုဘယ်လိုဖန်တီးနိုင်မလဲဆိုတာပါဒီမေးခွန်းကဘဝရဲ့လမ်းကြောင်းကိုတော့ပြောင်းလဲနိုင်ပါတယ်ငွေရှာမယ်လို့စဉ်းစားတဲ့စိတ်က short term mindset ဖြစ်ပါတယ်တန်ဖိုးကိုဖန်တီးမယ်လို့စဉ်းစားတဲ့စိတ်က long term mindset ဖြစ်ပါတယ်ငွေကိုဓာတ်ရိုက်လိုက်ရှာလို့မရပါဘူးပြဿနာကိုရှာတယ်ပြဿနာတွေကိုဖြေရှင်းတယ်တန်ဖိုးကိုဖန်တီးတယ်ငွေဟာအဲ့ဒီနောက်ကိုလိုက်လာတာပါပဲသားသမီးတွေကဈေးရောက်နေဆိုရင်မိဘတွေကမေးတတ်တယ်အမြတ်ဘယ်လောက်ရလဲဆိုတာမျိုးမဟုတ်ပါဘူးလူတွေဘာကြောင့်ဝယ်သွားကြတာလဲမင်းရဲ့ကုန်ပစ္စည်းကဘာတွေထူးခြားနေရလဲစသဖြင့်မေးကြတာမျိုးပါဒီလိုမေးခြင်းဟာကလေးကိုငွေမဟုတ်ပဲ customer value ကိုစဉ်းစားစေပါတယ်ငွေကိုလိမ်လည်တဲ့နည်းနဲ့လည်းရနိုင်ပါတယ်ဒါပေမဲ့ဒါတွေကအခိုက်အတန့်တစ်ခုပါပဲတန်ဖိုးမရှိရင်ရေရှည်မတည်မြဲနိုင်ပါဘူး
ဒါကြောင့်ဂျူးလူမျိုးယဉ်ကျေးမှုတွေမှာ reputation ကိုအရန်အရေးထားကြပါတယ်တန်ဖိုးကိုဖန်တီးတဲ့သူဟာယုံကြည်မှုကိုရတယ်ယုံကြည်မှုကိုရတဲ့သူဟာအခွင့်အလမ်းတွေပိုရပါတယ်တန်ဖိုးဆိုတာကြီးကြီးမားမားအရာမဟုတ်ရင်တော့ရပါတယ်လူတစ်ယောက်ကိုအခက်ခဲရနေကူညီပေးတာဈေးကွက်ထဲမှာလိုအပ်ချက်တစ်ခုကိုဖြည့်ပေးတာအချိန်ကိုတက်တာစေတဲ့ solution တစ်ခုကိုပေးတာဒါမျိုးတွေပါတန်ဖိုးရှိတဲ့အရာအမြဲတမ်းငွေထက်ကြာရှည်နေတတ်ပါတယ်ဒီနေ့အစပြီးငွေကိုအရင်လိုက်ရှာနေတာထက်ကိုယ်တန်ဖိုးကိုအရင်ဖန်တီးပါငွေဟာအကျိုးဖြစ်ပြီးတော့တန်ဖိုးကအကြောင်းတရားပါပဲ cost ကိုဖန်တီးလိုက်ရင် effect ကနောက်ကလိုက်လာပါလိမ့်မယ်မင်းဒီနေ့လုံးလုံးနေတာငွေရှာဖို့လားဒါမှမဟုတ်တန်ဖိုးကိုဖန်တီးဖို့လားငွေနောက်ကိုသာမင်းအမြဲတမ်းလိုက်နေမယ်ဆိုရင်မင်းကအမြဲပြေးနေရမှာပါတန်ဖိုးကိုသာမင်းဖန်တီးနိုင်မယ်ဆိုရင်ငွေဟာမင်းနောက်ကိုလိုက်လာပါလိမ့်မယ်ဒါကြောင့်ဘဝမှာချမ်းသာခြင်းငွေနောက်ကိုမလိုက်ပါနဲ့တန်ဖိုးနောက်ကိုပဲလိုက်ဖို့အကြံပေးခြင်းပါတယ်နံပါတ်3ပညာရေးကိုယဉ်ဤမြုပ်နှံမှုအဖြစ်မြင်တယ်လူတစ်ယောက်ကိုငွေ10သိန်းပေးလိုက်ရင်ဘလောက်ကြာကြာတည်မြဲနိုင်မလဲဒါပေမဲ့10သိန်းနဲ့တန်တဲ့ပညာတစ်ခုသင်ပေးလိုက်ရင်ဘလောက်ကြာကြာတည်မြဲနိုင်မလဲဂျူးလူမျိုးမိဘတွေကသားသမီးတွေကိုငွေထက်ပညာကိုပို့ပြီးတော့ဦးစားပေးစေပါတယ်သူတို့ရဲ့အမြင်မှာပညာကိုအမြင့်မားဆုံးသောအရင်းအနှီးလို့မြင်ကြပါတယ်တမိုင်းတစ်လျှောက်မှာဂျူးလူမျိုးတွေဟာနိုင်ငံတွေအများကြီးမှာနေရာပြောင်းပြီးတော့နေခဲ့ရတယ်ပိုင်ဆိုင်မှုတွေဆုံးရှုံးခဲ့ရတယ်ဒါပေမဲ့သူတို့မဆုံးရှုံးနိုင်တာတခုတော့ရှိပါတယ်အဲ့ဒီအရာပညာပါပဲအိမ်တွေကိုဖယ်ရှားလို့ရတယ်မြေယာတွေကိုလူယူလို့ရတယ်ငွေတွေကိုလူယူလို့ရတယ်ဒါပေမဲ့မင်းအုံနောက်ထဲကပညာကိုတော့ဘယ်သူမှလူမယူနိုင်ပါဘူးဒါကြောင့်မိဘတွေကသားသမီးတွေကိုပညာပေးဖို့ဘယ်တော့မှမေ့မနေခဲ့ကြပါဘူးစာအုပ်ဟာအိမ်ထက်တန်ဖိုးကြီးပါတယ်ဂျူးယဉ်ကျေးမှုမှာစာဖတ်ခြင်းကအရန်အရေးကြီးပါတယ်ကလေးငယ်တွေကိုတော့စာအုပ်တွေနဲ့အလွန်နီးကပ်စေပါတယ်သူတို့ရဲ့ယုံကြည်ချက်ကငွေကအတိုးတက်တယ်လို့ပညာကလည်းအတိုးတက်ပါတယ်ဒီနေ့သင်တဲ့အသည့်တရားကနောက်နှစ်တွေမှာအကျိုးသက်ရောက်မှုပိုကြီးလာတတ်ပါတယ်ကမ္ဘာတက္ကသိုလ်ကြီးတွေမှာဂျူးလူမျိုးကျောင်းသားပညာရှင်အချို့စားမြင့်တက်လာတာမထူးဆန်းပါဘူးဂျူးလူမျိုးတွေဟာနိုဘယ်ဆုရရှိသူအချို့စားပို့ပြီးတော့မြင့်တက်ပါတယ်ငွေရှိရင်တက်တာတတ်တယ်ပညာရှိရင်လွတ်လပ်တတ်တယ်ပညာရှိတဲ့လူကအလုပ်တစ်ခုကိုဆုံးရှုံးရင်နောက်ထပ်အလုပ်တစ်ခုကိုဖန်တီးနိုင်တယ် skill ရှိရင် opportunity ကိုကိုယ်တိုင်ဖန်တီးနိုင်တယ်ဒါကြောင့်ဂျူးမိဘတွေကသားသမီးတွေကိုငွေမပေးခင်မှာ skill ကိုပေးတတ်ပါတယ်ငွေကိုအမွေပေးလိုက်ရင်မျိုးဆက်တစ်ဆက်စာပဲချမ်းသာနိုင်ပါတယ်ပညာကိုအမွေပေးလိုက်ရင်မျိုးဆက်ပေါင်းများစွာချမ်းသာနိုင်ပါတယ်ဒါကြောင့်သူတို့က short term pleasure မဟုတ်ပါဘူး long term growth ကိုပဲပို့ပြီးတော့ရွေးချယ်ကြပါတယ်ဒါကြောင့်မင်းဘဝမှာပိုရေးကြီးတာပါလေအခိုက်အတန့်မရတဲ့ငွေလားဒါမှမဟုတ်ရေရှည်တည်မြဲတဲ့ပညာလားချမ်းသာခြင်းငွေနောက်ကိုမလိုက်ပါနဲ့ပညာကိုသာလိုက်ပါပညာကမင်းဘဝရဲ့အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတွေဖြစ်နိုင်ပါတယ်နံပါတ်4ငွေရွေးစဉ်ကလေးကငွေနဲ့ထိတွေ့စေပါတယ်လူအများစုငွေနဲ့ပထမဆုံးထိတွေ့တာဘယ်အချိန်မှလဲအလုပ်ဝင်တဲ့နေ့မှလားလစာရတဲ့နေ့မှလားဒါပေမဲ့အဲ့ဒီအချိန်ကအရန်နောက်ကျပြီးသားဖြစ်နိုင်ပါတယ်ဂျူးလူမျိုးမိဘတွေကသားသမီးတွေကိုငွေနဲ့ပထမဆုံးတွေးဆုံစေတဲ့အချိန်ကိုအရန်မြင်မြန်စတင်ပါတယ်တချို့မိသားစုတွေမှာငွေဆိုတာလူကြီးတွေရဲ့ကိစ္စကလေးတွေမသိသင့်ဘူးဆိုပြီးတော့ထင်တတ်ကြပါတယ်ဒါပေမဲ့ဂျူးယဉ်ကျေးမှုမှာငွေတွေကိုလျှို့ဝှက်မထားပါဘူးသားသမီးတွေကမိသားစုရဲ့ဝင်ငွေလမ်းကြောင်းငွေထွက်တဲ့လမ်းကြောင်းအမြတ်အရှုံးတွေကိုကြားနေရပါတယ်ဒီလိုနဲ့ financial awareness ကိုငယ်ငယ်ကလေးကရကြပါတယ်ငွေကိုကင်တွယ်နည်းမသိတဲ့လူအများစုက risk ကိုနားမလည်ကြပါဘူးဒါကြောင့်ကြောက်တတ်ကြတယ်ဒါမှမဟုတ်မစင်စားပဲရှုံးတတ်တယ်ဂျူးလူမျိုးမိဘတွေကသားသမီးတွေကို risk တေးသေးလေးတွေကိုခံစားခိုင်းပါတယ်ဂျူးမိဘတွေကငွေကို financial training tool အဖြစ်သုံးကြပါတယ်ဥပမာငွေကို3ပိုင်းခွဲခိုင်းတယ်ပထမတစ်ပိုင်းက3ဖို့ပါဒုတိယတစ်ပိုင်းကစုဖို့တတိယတစ်ပိုင်းကတော့ပေးကမ်းဖို့ပါဒီ3မျိုးလုံးကိုငယ်ငယ်ကလေးကလေ့ကျင့်ခိုင်းတာဖြစ်ပါတယ်ဒါက money management skill ဖြစ်လာပါတယ်ငွေကိုကင်တွယ်တတ်တဲ့ကလေးကငွေကိုမကြောက်နိုင်ဘူး
ငွေကိုမကြောက်တဲ့လူကအခွင့်အလမ်းကိုလည်းမကြောက်ဘူးအခွင့်အလမ်းကိုမကြောက်တဲ့လူကဘဝမှာပို့ပြီးတော့တိုးတက်နိုင်ပါတယ်ဒါကြောင့်ဂျူးမိဘတွေကသားသမီးတွေကိုငွေကိုမထိနဲ့မကင်နဲ့လို့မပြောပါဘူးငွေကိုနားလည်အောင်ကင်တွယ်လို့ပဲပြောကြပါတယ်ကလေးတယောက်ဈေးကြီးတဲ့ကစားစရာတွေဝယ်ခြင်းနဲ့ဆိုပါစို့မိဘတွေကဓာတ်ရိုက်ဝယ်မပေးပါဘူးမင်းဝယ်ခြင်းဘယ်လိုငွေရှာရမလဲစဉ်းစားပါလို့ပဲပြောကြတယ်ဒီတစ်ချိန်တည်းနဲ့ကလေးရဲ့စိတ်ထဲမှာငွေကိုတောင်းလို့မရဘူးဖန်တီးရတယ်ဆိုတဲ့စိတ်ပညာတစ်ခုဝင်သွားပါတယ်လူအများစုကငွေနဲ့ပတ်သက်ပြီးတော့အရှက်တရားတွေကြောက်ရွံ့တဲ့စိတ်တွေစိတ်လှုပ်ရှားမှုတွေအလွန်အကျွံနဲ့ဆက်ဆက်ထားကြပါတယ်ဒါပေမဲ့ဂျူးတွေရဲ့ယဉ်ကျေးမှုမှာငွေကချူးတစ်ခုပါပဲ emotion များမထည့်ဘူးဒီစိတ်ပညာကြောင့်ငွေဆုံးရှုံးသွားရင်တော့စိတ်သက်ကျသွားတာမျိုးမဖြစ်ကြပါဘူး analyze လုပ်ကြတယ်ငွေကိုပြန်ရှာကြပါတယ်ငယ်ငယ်ကလေးကငွေကိုကင်တွယ်တတ်တဲ့ကလေးကကြီးလာရင်အကျွေးကိုသေချာစဉ်းစားတတ်တယ် investment ကိုနားလဲတယ် income source တွေကိုများဖန်တီးနိုင်တယ် financial freedom ကိုပို့ပြီးတော့မြန်ရနိုင်တယ်ဒါကတနေ့ရင်းနဲ့တော့မဖြစ်ပါဘူးငယ်စဉ်ကလေးကစိတ်ပညာကိုတီးဆောက်ထားလို့သာဖြစ်နိုင်တာမျိုးပါမင်းဘဝမှာငွေနဲ့ပတ်သက်ပြီးတော့ဘာတွေသင်ခဲ့ရတာရှိပါသလဲငွေမရှိဘူးဆိုတဲ့စကားလားဒါမှမဟုတ်ငွေကိုဖန်တီးနိုင်တယ်ဆိုတဲ့စိတ်ပညာလားသားသမီးတွေကိုကောက်ွယ်ပေးတာကောင်းပါတယ်ဒါပေမဲ့ဘဝအတွက်ပြင်ဆင်ပေးတာပိုကောင်းတယ်ငွေကိုမထိတွေ့မကင်တွယ်ခိုင်းမဲနဲ့ဘဝတစ်လျှောက်မတိပဲထားနေတာထက်ငငယ်ကလေးကငွေကိုနားလည်အောင်သင်ပေးပါအဲ့ဒါကသူတို့ဘဝအတွက်အကြီးမားဆုံးလက်ဆောင်တစ်ခုဖြစ်နိုင်ပါတယ်နံပါတ်5ငွေထက်အရေးကြီးတာစိတ်ဓာတ်ပါလူတစ်ယောက်ကိုငွေတွေအများကြီးပေးလိုက်ရင်အောင်မြင်သွားမလားမဖြစ်နိုင်ပါဘူးဘာကြောင့်လဲစိတ်ဓာတ်မရှိရင်ငွေကိုထိမ့်သိမ်းနိုင်မှာမဟုတ်ပါဘူးဒါကြောင့်ယူလူမျိုးမိဘတွေကသားသမီးတွေကိုငွေထက်အရေးကြီးတာတစ်ခုသင်ပေးပါတယ်အဲ့ဒီအရာစိတ်ဓာတ်ပါပဲချီပေါက်တဲ့လူအများစုကိုကြည့်လိုက်ပါနှစ်နှဲငယ်အတွင်းမှာငွေတွေကုန်သွားတတ်ကြပါတယ်ဘာကြောင့်လဲ money management skill မရှိလို့မဟုတ်ပါဘူး character foundation မရှိလို့ပါဂျူးယဉ်ကျေးမှုမှာတော့စိတ်ဓာတ်ကိုအခြေခံအုတ်မြစ်ဖြစ်တိဆောက်ထားတတ်ကြပါတယ်ကြာရှုံးရမှာကြောက်မနေစေပါဘူးသားသမီးတယောက်စီးပွားရေးတသေးလေးလုပ်ပြီးတော့ရှုံးသွားတယ်ဆိုပါစို့တချို့မိဘတွေကပြောကြမယ်ပြောခဲ့တယ်မလားမလုပ်ပါနဲ့လို့ဒါပေမဲ့ဂျူးမိဘတွေကပြောတတ်ကြတယ်ဘာသင်ခန်းစာရခဲ့တယ်လဲဒီမေးခွန်းတစ်ခုကပဲကလေးရဲ့ mindset ကိုပြောင်းလဲပေးနိုင်ပါတယ်ရှုံးနေမှုကိုအရှက်တရားအဖြစ်မမြင်ပါဘူးသင်ခန်းစာအဖြစ်ပဲမြင်ပါတယ်အမိုင်းတစ်လျှောက်မှာဂျူးလူမျိုးတွေကအခက်အခဲတွေအများကြီးကြုံခဲ့ရတယ်ဒါပေမဲ့သူတို့မပျက်စီးသွားခဲ့ပါဘူးဘာကြောင့်လဲအခက်အခဲတွေကပြန်ထနိုင်တဲ့စိတ်ဓာတ်ရှိလို့ပါအဲ့ဒီစိတ်ဓာတ်ကိုမိသားစုတွေမှာသားသမီးတွေစီကိုပြန်ပြီးတော့လွှဲပြောင်းပေးခဲ့ကြပါတယ်ဂျူးလူမျိုးမိဘတွေကသားသမီးတွေကို perfect ဖြစ်ဖို့ဖိအားမပေးကြပါဘူးစူးစမ်းဖို့ပဲတိုက်တွန်းကြပါတယ်အောင်မြင်သင်ခန်းစာတွေရှိတယ်ရှုံးသွားရင်ပို့ပြီးတော့ကြီးတဲ့သင်ခန်းစာတွေရှိတယ်အဲ့ဒီစိတ်ပညာ risk ကိုကြောက်မနေစေပါဘူး risk ကိုမကြောက်တဲ့သူက opportunity ကိုမြင်နိုင်ပါတယ်ငွေရှိတဲ့လူနှစ်ယောက်ရှိတယ်ဆိုပါစို့တယောက်ကစိတ်ဓာတ်ခိုင်ပါတယ်တယောက်ကလွယ်နဲ့စိတ်ဓာတ်ကျတတ်တယ်အချိန်ကြာလာရင်ဘသူကပို့ပြီးတော့တောင်းခံနိုင်မလဲစိတ်ဓာတ်ခိုင်မာတဲ့သူကပဲတောင်းခံနိုင်မှာလိမ့်မယ်နံပါတ်3မှာပြောခဲ့တယ်လို့ပညာကအမြင့်မားဆုံးအရင်းနှီးပါပဲဒါပေမဲ့ပညာနဲ့စိတ်ဓာတ်သာပေါင်းစပ်လိုက်ရင်အနိုင်မရှိတဲ့ပေါင်းစပ်မှုမျိုးဖြစ်သွားကြပါတယ်ဂျူးမိဘတွေကသားသမီးတွေကိုချက်ချင်းရလိုက်ကိုလိုချင်တဲ့စိတ်ကိုထိန်းချုပ်ခိုင်းပါတယ်အခုမသုံးတဲ့နောက်အကျိုးအတွက်စောင့်မှာဆိုတာမျိုးပါဒီစိတ်ပညာက investment thinking ကိုဖန်တီးပေးပါတယ် short term pleasure ကိုဆွံ့လွတ်နိုင်တဲ့သူက long term wealth ကိုရရှိနိုင်ပါတယ်ငွေကအရေးကြီးပါတယ်ဒါပေမဲ့စိတ်ဓာတ်မရှိရင်ငွေကအန်ဒရယ်တောင်ဖြစ်စေနိုင်ပါတယ်ကာရိုက်တာရှိတဲ့လူကငွေကိုထိန်းချုပ်နိုင်ပါတယ်ကာရိုက်တာမရှိတဲ့လူကငွေရဲ့ထိန်းချုပ်မှုအောက်ကိုရောက်သွားတတ်ပါတယ်ဒါကြောင့်မင်းရဲ့သားသမီးတွေကိုငွေဘလောက်ပေးခြင်းပါသလဲဒါမှမဟုတ်ဘလို့စိတ်ဓာတ်မျိုးပေးခြင်းပါသလဲငွေဟာတစ်ခါတည်းနဲ့ဆုံးရှုံးသွားနိုင်ပါတယ်စိတ်ဓာတ်ကဘဝတစ်လျှောက်မင်းကိုကောက်ွယ်ပေးနိုင်ပါတယ်ချမ်းသာမှုရဲ့အမြင့်မားဆုံးပုံစံကဘဏ်အကောင့်မဟုတ်ပါဘူးခ
character အကောင့်ပါဂျူးလူမျိုးမိဘတွေသားသမီးတွေကိုတင် जा ပေးတဲ့အဓိကအချက်ကငွေကိုချစ်စေခြင်းမဟုတ်ပါဘူးငွေကိုနားလည်စေခြင်းပါငွေကိုလိုက်ရှာခိုင်းခြင်းမဟုတ်ပါဘူးတန်ဖိုးကိုဖန်တီးခိုင်းခြင်းပါပညာကိုအမြင့်မားဆုံးအရင်းအနှီးဖြစ်မြင်စေခြင်းပါတယ်မေးခြင်းပါတယ်မင်းရဲ့သားသမီးတွေကိုငွေကိုကြောက်စေမလားဒါမှမဟုတ်ငွေကိုနားလည်စေမလားတကယ်လို့ဒီဗီဒီယိုလေးကခင်ဗျားတို့အတွက်အကျိုးရှိတယ်ဆိုရင် like and share လေးလုပ်ပေးပါဦးကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားပေးကြပါအောင်ခင်ဗျာ